2026 ခုနှစ်မေလ15ရက်နေ့ဗုဒ္ဓဘာသာသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘာသာသမီးများအတွက်ဒီနေ့မှာအရေးကြီးတဲ့စာရွက်စာတမ်းများစာချုပ်ကိစ္စတွေပြတ်တာပျောက်တာမျိုးတွေကြုံရတဲ့အလုပ်ထဲမှာလည်းစိတ်ပန်းလူပန်းဖြစ်နေပြီးလူဝတသက်စိတ်ကတသက်ဆိုသလိုမျိုးတွေလည်းဖြစ်နေတတ်တယ်နော်ခင်မင်းရင်းနှီးရဲ့မိတ်ဆွေတူအတွက်တယောက်အတွက်တွေလည်းတော်တော်လေးကိုမှစိတ်ရှုပ်စရာစိတ်ညစ်စရာများနဲ့ကြုံရတဲ့ကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှာလည်းချစ်သူစီကနေပြီးတော့ထင်မှတ်မထားတဲ့လက်ဆောင်မျိုးတွေရရှိတတ်တဲ့ဗုဒ္ဓဘာသာသမီးများအတွက်အိမ်တော်ရေးမှာအမျိုးသမီးအတွက်ဝမ်းသာဇနီးမယားအမျိုးသမီးတွေဒီမှာဝမ်းသာစရာစိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍက4နဲ့1ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအနက်ရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအိမ်ရှိဖျားမှာအုံဒီပါရမုတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်